Crazy little lady. I didn't heat this up. Nile It should've Sache. been done longer. Tất cả tên này mà. Tất cả tên này. Thế mà sao đi nè bạn này sao lẽ sửa rồi. Oh, this is today. I talking to you understand, okay? Okay. Okay. Today I cooking the curry. What the curry? Do you know? Okay. This curry is I let you know. This is a bean. You know. Yes. That's a bean. This bean is the big bean, big flat. Oh, yeah, flat. Bean flat. White bean flat. Okay. Like that. And the no cucumber there like that. Tomato, right? Tomato. English ကကွဲပြားတဲ့အကြောင်းပြောရအောင်မှာသိလားတကယ်ဆိုတော့လေဒါလေ English speaking အဲ့ဒါကြောင့်ပြောတာလေမြန်မာနိုင်ငံခြားထွက်ဖို့အတွက် speaking မသင်ထားနဲ့လို့ဟိုမှာရောက်တဲ့ခါကျမှလေရောက်တဲ့နေရာမှာလေသူတို့ပြောတဲ့စကားနဲ့အတန်ထွက်အတိုင်းကိုကပြောမှသူတို့ကနားလဲတာဖြစ်တယ်ကိုပြောတတ်ခဲ့တဲ့စကားလဲသူတို့ကနားမလဲဘူးလေအဲ့လိုသဘောရှိတယ်ဒီနေ့ကတော့ဒီနေ့ကတော့ဟိုဒါဟိုနဲ့ခရမ်းချင်သီးနဲ့ပြောရမယ်ဆိုဗမာလိုပဲပြောရမယ်ဆိုရင်ခရမ်းချင်သီးနဲ့ပဲလိုက်ပြနဲ့ခရမ်းချင်သီးနဲ့ချက်တယ်လို့ဒီနေ့လေအဲ့လိုမျိုးချက်တယ်လို့ဒီနေ့ကတော့လေနောက်ပြီးတော့ထောပပိတ်လဲထည့်တယ်ဒီလားထောပပိတ်လေထောပပိတ်လဲထည့်တယ်လို့ထောပပိတ်လေအဲ့ဒါထောပပိတ်ရခရမ်းချင်သီးရပဲပစုံမဟုတ်တော့ပဲလိုက်ပြရအဲ့ဒါသမင်းလေးနဲ့တော့ဆဆလေးချက်ထားတာပေါ့အခန်းချင်းဒီဆိုတော့နည်းနည်းလေးအချင်ရတာလေးနဲ့ပေါ့နော်စားပါအောင်နေ့လေစားဟုတ်မှာနော်